နိဗ္ဗာန်ကျွမ်းမြော်နှိုးဆော်သံလေးပေးမှာလူနဲ့မြမတတဝအပေါင်းကောင်းမှုတူစွာအကြောင်းပြုစေတနာနှိုးဆော်ဒီတစ်ချမ်းလေးပါနှိုးဆော်သံလေးပေးမှာကြားရတဲ့စိတ်ဝင်မှာနှလုံးစိတ်ဝဲအေးချမ်းကြစေမှာသဗ္ဗလာပန်းလို့ပွင့်လန်းလို့ဝေဖြာစစူးလေးရတောင်ကျွမ်းမှာတိရဝရပုဒ္ဓဘာသာဒါနသီလပြုကြဘာဝနာဒါနသီလပြုကြဘာဝနာတိရဝရပုဒ္ဓဘာသာမြတ်ဗုဒ္ဓအမှုတော်တန်ခါတော်ရှင်သူမြတ်တို့ဟောကြားဒေသနာဝါများကနာကြားစီဘူးရာတရားနာကြွကြပါတရားနာကြွကြပါမလန်းပူလန်းနိဗ္ဗာန်လမ်းတက်ချမှုအကျိုးမျိုးကနှိုးဆော်တဲ့ပြီးနိဗ္ဗာန်ဇောတိဘဝေအေးကုသိုလ်မဟာ